Okay, essential grammar use uniform ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။အခုကျမတို့ဒီ uniform မှာဆိုလို့ရှိရင်ဘာကိုလေ့လာရမှာလဲဆိုတော့ present continuous tense ရဲ့ question types ကိုလေ့လာရမှာဖြစ်ပါတယ်။ present continuous unit 3မှာတော့ကျမတို့က present continuous tense ရဲ့ positive structure ပေါ့နော်။အဲ့ဒါကိုလေ့လာခဲ့တယ်။အခုဒီမှာကတော့ကျမတို့ကမေခွန်းပုံစံနဲ့လေ့လာရမှာဖြစ်ပါတယ်။အဲ့တော့ကျမတို့ unit 3တုန်းကလေ့လာခဲ့တဲ့ပုံစံမှာဆိုရင် present continuous tense ရဲ့ပုံစံဆိုရင်subject ပေါ့နော် subject လာတယ်ပြီးတော့ am is are verb ing အဲ့တော့ပြောချင်တာက am is are က verb to be တနည်းအားဖြင့် helping verb ပေါ့နော် helping verb plus main verb ပေါ့နော် verb ing ရ main verb ပါဆိုတော့ subject am is are verb ing အလွယ်တကူမှတ်မယ်ဆိုရင် subject am is are verb ing ကျမတို့ဒီအလွယ်တကူပဲကျွန်မပြောလိုက်တာပေါ့နော်အဲ့တော့ subject am is are verb ing မှာဆိုလို့ရှိရင်ဒီ I ကတော့ am I အတွက်ဆိုရင် am ဒီ I အတွက်တည်တံ့သွားပြီးတော့ is က he she it မှာမဟုတ်ဘူး singular noun တွေအားလုံးအတွက်ကို is ကိုအသုံးပြုပါတယ် is ကနောက်တစ်ခါဒီ are ပေါ့နော် are ဒီ we you they မှာမဟုတ်ပါဘူးတခြားတစ်ပါးတော့ဒီ plural nouns တွေအားလုံးအတွက်အကျုံးဝင်တယ်ဆိုတော့ဒီ present continuous tense ရဲ့ structure ဆိုရင် subject am is are verb ing အဲ့တော့ I နဲ့စပြောမယ်ဆိုရင် I am working I am doing I am going I am staying ပေါ့နော် he ဆိုရင် he is doing he is working he is going he is staying she is doing she is working it is doing it is working we are doing we are working you are doing you are working they are doing they are working ပေါ့နော်အဲ့ဒါမျိုးကျမတို့သုံးတယ်အဲ့တော့မေခွန်းလုံးမယ် okay မေခွန်းလုံးမယ်ဆိုကျမ unit 3မှာတော့ကျမပြောခဲ့တယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်မေခွန်းလုံးတဲ့အခါမှာပေါ့နော်ဝါကြတဲ့ကြောင်းကိုမေခွန်းလုံးတဲ့အခါမှာ helping verb ကို subject ရဲ့အရှိကိုပို့ရတယ်ပေါ့နော်အဲ့ဒါဒီအလွယ်တကူမှတ်တဲ့ပုံစံပါရှင်အဲ့တော့ဒီမှာဒါဒီ verb to be ဒီ helping verb ဖြစ်တဲ့အတွက်ကြောင့်မို့လို့ am is are ပြီးတော့ဘာလို့လာမလဲဆိုလို့ရှိရင် subject အနောက်က verb ing အဲ့တော့ပုံသင်နည်းအလွယ်တကူမှတ်မယ်ဆိုရင် am is are subject verb ingဟုတ်ပြီနော်အဲဆိုရင် I am doing ကနေ am I doing is he doing is she doing is it doing are we doing are you doing နောက်တစ်ခုက are they doing ဆိုပြီးတော့ကျမတို့ဖြစ်သွားတယ်အဲ့တော့မနေ့ဆိုတာထက်ကျမ unit 3ပေါ့နော် unit 3ကိုပဲကျမပြန်ပြောနေရဆိုတာက unit 3ကိုကောင်းကောင်းလေ့လာခဲ့ရဆိုရင်ဒီ unit ကအရန်လွယ်တဲ့လေ့ကျင့်ခန်းမို့လို့ပါOkay အဲ့တော့အဲ့ဒီထဲမှာကျွန်မပြောခဲ့တဲ့ပုံစံတိုင်းမေခွန်းပုံစံမှာ2မျိုးရှိရပါတော့ question types မှာ2မျိုးရှိတယ် helping verb နဲ့စားတဲ့ပုံစံရယ် question word နဲ့စားတဲ့ပုံစံရယ်ဆိုရှိရဆိုပြီးကျွန်မပြောခဲ့တယ်ပေါ့နော်အခုဒီမှာက verb to be ကိုရှေ့ထုတ်ထားတဲ့ပုံစံက verb to be ဒီ helping verb ဖြစ်တဲ့အတွက်ကြောင့်မလို့ helping verb နဲ့စားတဲ့မေခွန်းမျိုးဆိုရင်ကျွန်တော်တို့ဒါမျိုးဆိုရင် yes or no ပေါ့နော် yes or no question လို့ခေါ်တယ် yes or no နဲ့ပြန်ဖြေရမယ်အဲ့ဒါမျိုးမှမဟုတ်ဘူးokay ဒီ question works နဲ့မှာစကြင်ပါတယ်ဆိုလို့ရှိရင် question works တွေနဲ့မှာစကြင်ပါတယ်ဆိုရင်ဥပမာအဖြစ် WHAT what နဲ့ဆိုပါစို့เนาะအဲ့ဒါဆိုရင် am I doing ဆိုရှေ့ what တယ်မယ် what am I doing ကဘာလုပ်နေရလဲပေါ့เนาะ he ဆိုရင် what is he doing she ဆိုရင် what is she doing it ဆိုရင် what is it doing what are we doing what are you doing what are they doing okay အဲ့ဒါမှာ where နဲ့ဆိုရင် where am I doing ငါဘယ်နေရာမှာလုပ်နေရလဲ where is he doing where is she doing where is it doing where are we working where are you doing where are they doing ပေါ့နော်အဲ့တော့ဒီ where when ဆိုရင်လည်းအဲ့တိုင်းပဲအဲ့တော့ when am I doing where ဆိုရင် where am I doing why ဆိုရင် why am I doing စသည်ဖြင့်ကျွန်တော်တို့အဲ့ဒါမျိုးသုံးပေးပါတယ်အဲ့တော့အခုဒီမှာဒါဆိုရင်ကြည့်ကြည့်အောင်ပေါ့နော်ဒီမှာဒီဘက်ကပုံလေးမှာဆိုရင် what are you doing အဲ့တော့ you ဆိုတော့အဲ့ WHAT word ကိုခဏဖယ်ထားမယ်ဆိုရင် you မို့လို့ are you doing အဲ့တော့ what ထည့်မယ် what are you doing ဘာလုပ်နေတာလဲပေါ့နော်အဲ့တော့ present continuous tense ရဲ့ပုံစံကိုမှဒီစကားပြောနေတဲ့ချိန်တွင်းမှာဖြစ်နေတဲ့ကိစ္စတွေလုပ်နေတဲ့ကိစ္စတွေကိုဖော်ပြတာမို့လို့ဒီဘာလုပ်နေရလဲလို့ဘာသာပြန်တယ်ဆိုတော့တခုခုတစုံတရာကိုဒီစကားပြောနေတဲ့ချိန်တွေမှာဖြစ်နေလုပ်နေတဲ့ကိစ္စတွေဖော်ပြမယ်ဥပမာအဖြစ်ငါစာသင်နေတယ်ငါစကားပြောနေတယ်ငါအိတ်နေတယ်အဲ့လိုမျိုးပေါ့နော်ဒီခုဖြစ်နေတဲ့ကိစ္စတွေဖော်ပြတဲ့အခါမှာ present continuous tense ကိုသုံးတယ် okay အဲ့ဒါဆိုကျမတို့ဒီဥပမာလေ့ကျင့်ခန်းလေးတွေဥပမာမေးခွန်းလေးတွေစဖတ်ကြည့်လိုက်အောင်ရှင်အဲ့ဒါဆိုရင် are you feeling okay နေကောင်းလားပေါ့နော် yes I am fine thanks yes I am fine thanks okay အဲ့တော့ is it raining မိုးရွာနေရလား it မို့လို့ is it raining yes take an umbrella ဟုတ်တယ်ထီယူလာခဲ့ပေါ့နော် take an umbrella အဲ့တော့ why are you wearing a coat ဘာ
ဒီyou with ထားလဲကိုင်းကြီး with ထားလဲပေါ့နော် why are you wearing အဲ့တော့ဒီမှာမိကုန်းပုံစံကြည့်မယ်နော် are you နော် you are ဆိုတော့ are you why are you wearing a coat is not cold it's not cold နောက်က what's Paul doing what is Paul doing အဲ့တော့ short form နဲ့သုံးထားမလို့ what's Paul doing he's reading the newspaper he is reading the newspaper what are the children doing they are watching television look that's Emily where is she goingသူဘယ်ကိုသွားနေရလဲ what are the children doing ဆိုကလေးတွေဘာလုပ်နေရလဲ what's Paul doing ဆို Paul ဘာလုပ်နေရလဲ why are you wearing a coat ဘာလို့ကိုင်းကြီးကိုဝတ်ထားတာလဲအဝတ်စားတွေဝတ်တယ်ဆိုတော့ကျွန်မတို့ခုပြောဖို့မေးခဲ့လို့เนาะဒီအဝတ်စားတွေဝတ်ထားတာဝတ်ဆင်ထားတာဆိုရင်လည်းဒီ present continuous tense နဲ့သုံးတယ်ဥပမာအဖြစ်ဆိုကျွန်မအခု t-shirt အဝါရောင်ဝတ်ထားရဲဆိုရင် I'm wearing yellow t-shirt okay เนาะအဲ့တော့ကျွန်မဘောင်းမရှိတဲ့ t-shirt နဲ့ဝတ်ထားရဲဆိုရင် I'm wearing yellow t-shirt and trousers ငါဘောင်းအဝါရောင် t-shirt နဲ့ဘောင်းမရှိနဲ့ဝတ်ဆင်ထားတယ် he ဆိုရင် he is wearing she ဆိုရင် she is wearing ဝတ်ဆင်ထားတယ်လို့ဘာသာပြန်ပါတယ်เนาะအဲ့ဆို तू က t-shirt ဝတ်ထားရဲဆိုရင် he is wearing t-shirt အဲ့ဒါမျိုးသုံးပေးရတယ်ရှင်အခုဒီမှာလဲဘာဝတ်ထားရလဲဆို what are you wearing ဘာလို့ဝတ်ထားလဲဆို why are you wearing အဲ့ဒါမျိုးသုံးထားတယ်အဲ့ဆို look there's Emily where is she going so where is she going နောက်တစ်ခါ who are you waiting for ဘယ်သူစောင့်နေရလဲ are you waiting for ဆိုစောင့်နေတာလား who are you waiting for ဆိုရင်ဘယ်သူကိုစောင့်နေရလဲ are you waiting for Sue ကိုစောင့်နေရလားပေါ့နော်အဲ့ဒါမျိုးသုံးပါတယ်ကဲအဲ့ဆိုကျွန်တော်တို့ part B လေးတွားကြည့်အောင်ရှင်အဲ့တော့ study the what order what order ဆိုတာစကားလုံးအစီအစဉ်ပေါ့နော်အဲဆိုရင်ဒီအပေါ်မှာတော့ကျွန်မပြောသလိုပဲမိကုန်းလောက်တဲ့ခါမှာဆိုရင် am is a subject verb ing am is a subject verb ing ဆိုရှေ့က question what ထည့်မယ်ဆိုရင် question what am is a subject verb ing ဆိုရင် is he working today is Paul working today where ဆိုရင် where are they going ဘယ်သွားနေရလဲ where are those people going အဲ့လူတွေပဲသွားနေကြရလဲပေါ့နော်ဒါဆိုရင် question what လာမယ်ပြီးတော့မှ verb to be လာမယ်ပြီးတော့ subject verb ing ပေါ့နော်အဲ့လိုမျိုးသွားပါတယ် okay အဲ့တော့ answer ပေါ့နော်ပြန်ဖြေမယ်ဆိုတဲ့အခါမှာအပေါ်မှာတော့ကဒီကျွန်မမေကွန်းပုံစံမှာကျွန်မပြောကြလို့လိုပဲမေကွန်းလောက်တဲ့အခါမှာ question what နဲ့စတဲ့ပုံစံရှိတယ် helping verb နဲ့စတဲ့ပုံစံရှိရပေါ့နော် helping verb ဆိုတာ verb to be verb to do verb to have more verb to ပြောတာပါဒီ question helping verb နဲ့စတဲ့အခါမှာကျွန်တော်ပြန်ဖြေတဲ့အခါမှာ yes or no နဲ့ပြန်ဖြေရတယ်ရှင်အခုလည်းအဲ့တိုင်းပါပဲ yes I am yes he is yes she is yes it is yes we are yes you are yes they are ပေါ့နော်ညင်းမယ်ဆိုရင် no I'm not no he's not no she's not no it's not no we are not no you are not no they are not okay တခါပြန်ပြီးတော့ဒီ he is not လို့မသုံးညင်ဘူးဆိုရင် he is not he's not နဲ့မသုံးညင်ဘူးဆိုရင် he isn't she isn't it isn't we aren't you aren't they aren't အဲ့ဒါမျိုးသုံးလို့ရပါတယ်ကဲဆိုရင်တို့အောက်ကဥပမာမေးခွန်းလေးတွေဆိုရင် are you going now ခုသွားတော့မှလားပေါ့ yes I am ဟုတ်တယ်ပေါ့နော် is Paul working today ဒီနေ့ Paul အလုပ်လုပ်နေရလားဆို yes he is it raining no it isn't are your friends staying at a hotel no they aren't they are staying with me တို့ငါတို့နဲ့တူတူနေနေရဆိုရင်သုံးလို့ရပါတယ်ရှင်ဒါဆိုရင်ဒါကတော့ present continuous tense ရဲ့မေးခွန်းပုံစံလေးတွေပါဒါကတော့ထုံးစံတိုင်းကျွန်မ exercise တွေကိုပေးထားခြင်းဖြစ်ပါတယ် exercise တွေကိုကျွန်မပြပြထားခြင်းဖြစ်ပါတယ်အဲ့တော့ဒီ exercise လေးတွေကိုလည်းကျွန်မအနေနဲ့ကတော့လေ့ကျင့်ထားစေချင်တယ်ပေါ့နော်ဒါကတော့နေ့တိုင်းပြောနေတာပါလေ့ကျင့်ထားစေချင်တယ်ပြီးတော့လေ့ကျင့်ထားပြီးရင်အတိုင်းမပြီးသေးပါဘူးကိုလေ့ကျင့်ထားတဲ့လေ့ကျင့်ခန်းလေးတွေကိုထပ်ခါပြန်ဖတ်စေချင်ပါတယ်ရှင်ဟုတ်ကဲ့နားမလည်ရရှိရတော့၎င်းတစ်စုံတစ်ခုမေးမြန်းချင်တာရှိရတော့၎င်း comment မှာမေးမြန်းလို့ရပါတယ်ပြောခဲ့လို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေနော်